ဒီနေ့မွေးငါ၄ပွဲလောက်ဆွဲပါမယ်အကျော်အစုံနဲ့ပါသူ့စီမှာအကျော်တွေအပြင်ငဖယ်နဲ့လည်းရသေးတယ်ဆိုင်ကအဝေးကကြည့်တယ်ကအဲ့ဟေးဟိုအကြီးမှာအဝေးထောင်းထွက်နေအဝေးရတယ်အဲ့ဟေးနန်ရအဲ့အားနဲ့ကဘသူမဆိုစားကြည့်စိတ်ဖြစ်မှာပဲသူ့ရဲ့ဈေးနဲ့ဆိုရင်တော်တော်လေးတန်ပါငပြောဥတွေလည်းအများကြီးထည့်ပေးရဲ့ပြီးကြက်သွန်ကြော်လည်းထည့်ပေးတယ်တွေ့ရတဲ့အတိုင်းပဲအပြည့်အမောက်ကြီးကိုပါတာအခုရွှေကုန်းနိုင်ဆေးရုံရှေ့မှာရှိတယ်ညနေပိုင်းနဲ့ကစားလို့ရတဲ့အရန်စားကောင်းတဲ့ UK ဆိုရဲ့မွေးငါဆိုင်လေးမှာသွားစားမှာဖြစ်ပါတယ်ဒါနည်းနည်းထဲမှာနည်းနည်းထဲစီချက်ဖို့ထဲကြော်ရင်းနဲ့ရတယ်ကြော်ရတော့စုံတယ်နော်တဝဲဘယ်လောက်လဲအလုတ်က2500အကျော်နဲ့က3000နဲ့အဲ့ဆိုရင်ဟိုဟာအိုဘဲဥတဲ့ကိုပဲကြော်နဲ့ဒီမန္တလေးပဲကြော်ထည့်ပြီးတော့တပွဲပေးပါဆိုင်ဝေးချိန်ကဘယ်ချိန်လဲကိုညနေ4နာရီကနေဘယ်ချိန်ထိလဲညနေ4နာရီကနေပြီးတော့6နာရီခွဲ9နာရီထိဆိုင်ဖွင့်ပါတယ်တဲ့ကိုပိတ်ရက်ကိုရှိလားဟောတနင်္ဂနွေနေ့တရက်ကတော့ပိတ်ပါတယ်တဲ့ကျန်တဲ့ရက်တွေအကုန်လုံးဖွင့်ပါတယ်အဲ့ဒါဟိုဘက်ဝိုင်းမှာစောင့်နေမှာနော်ကိုဆိုင်ကခုမှစောက်ဖွင့်တာပဲရှိတယ်ဒါပေမဲ့တွေ့မြင်တဲ့အတိုင်းပဲလူကလည်းကြာနေပြီအော်ရာတွေကလည်းများနေပြီဆိုတော့နည်းနည်းတော့စောင့်ပါအခုဂျင်းလေးချမ်းလေးတောက်ပြီးတော့မွေးငါကိုစောင့်နေရပါဘာလို့ကြာဝေးဝေးကပဲကြော့ပဲဦးကောင်းနာမည်ချက်ဒီချောက်အားပဲအဲ့ဟိုကအလဲဝါကြာကိုကြီးဟိုတော့ရောက်ထိုင်နေ这个松是，没有几笼吧，这个有几天，有几天老师吧，放开吧。你明天，多一家，我那别叫别。你妈别来着。ဒါညက်ပါလေညက်လို့လေဘိုက်ခါနဲ့ရေးထားလိုက်ဘိုက်ရပြီပဲကြောပဲကြောငါဖဲဟုတ်အိုးစုံမဲအိုးကြက်သွန်ကြော်လေးပါမပြောဘက်တွေအများကြီးပဲရှယ်ပဲကိုကို
ကဲမွေးငါဆိုတာဒီလိုအစာပလာနဲ့စားမှာထည့်မယ်သူ့ရဲ့ဈေးနဲ့ဆိုတော်တော်လေးတန်ပါတယ်အများကြီးလည်းပါတယ်ဒီငပြောဥတွေလည်းအများကြီးထည့်ပေးရဲ့ပြီးကြက်သွန်ကြော်လည်းထည့်ပေးတယ်ပြီးတော့ခုနတွေ့ရတဲ့အတိုင်းပဲအပြည့်အမောက်ကြီးကိုပါတာ ဟုတ်တော့ကွာရွာကြတယ်ကွာပေးရတယ်ကွာပေးရတယ်ဟုတ်တော့ဒီနေနေတော့ဘူးပါဒီကတော့တာလို့ပေါ့နော်ဘူးတော့ပဲဘူးတော့ဆိုဒီခက်ရတယ်ဒီကနေ့တော့တယ်ကလေးလိုက်ကြည့်ဦးရတယ်တော့အိမ်တော့ဟိုမှာစကောက်လေးမှာ ရတာတွေကနည်းနည်းတစ်မျိုးလေးထူးကြတယ်တခြားဆိုင်နေတဲ့ဆိုင်သူ့ရဲ့ရတာ900ရတာလည်းရတယ်သူကပဲလည်းထည့်ချက်ပေးထားတယ်ပဲစီလေးလည်းပါတယ်တခြားဟင်းနဲ့မတူဘဲနဲ့သူ့ရတာလည်းတမူထူးထူးခြားခြားလေးရပါတယ် I like it, yeah. တို့လည်းပဲအေးအေး I'm pretty good. ဒီပဲဟုတ်ပါရရတက်တက်ဒီပြပါအားလုံးအားလုံးဘာသာကပြီးနေတော့ခါရတယ် ကိုယ်လည်းကြောက်ပဲပါသွား ဟိုဒါကြီးပဲရောက်ကျွန်တော်ဟိုဟာဒီလိုက်ဖို့ပဲလားဟိုဟာဒီလိုက်ဖို့ရေးတယ်ဒီလေလက်တော့တော့ပြီးလို့ရတယ်ကဲတပွဲလဲစားလို့ကောင်းပါပြီဆိုတော့နောက်အကြော်တစ်ခုနဲ့နောက်တစ်ပွဲထပ်စားပါမယ်ကိုရဲ့ဟိုဘူးတိကြော်နဲ့နောက်တစ်ပွဲဟုတ်ခုဆိုရင်တော့ဘူးတိကြော်နဲ့မှားထားတာလေးကိုစောင့်နေရပါဒါရီတူတူစားကြမယ်နော်ဒီနေ့မွေးငါ၄ပွဲလောက်ဆွဲပါမယ်အကြော်အစုံနဲ့ပါသူစီမှာအကြော်တွေအပြင်ငဖယ်နဲ့လည်းရသေးရဲ့မွေးငါကိုငဖယ်နဲ့စားတတ်တဲ့လူတွေအတွက်ဒီမှာငဖယ်လည်းရရနော်အကျော်ကဘူးတိကျော်ပဲကက်ကျော်မန်းလေးပဲကျော်ပြီးတော့သူစီမှာအိုးပဲဦးလည်းရတယ်နောက်ပြီးဟိုကစက်သွန်ကျော်လည်းရသေးတယ်အကြောက်ကွေးလည်းရသေးရနော်မွေးငါအကြောက်ကွေးနဲ့စားတဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ဒီတိုင်းမှာအကြောက်ကွေးနဲ့လည်းရတယ်ငဖဲနဲ့လည်းရပါတယ်ကျော်ကတော့5မျိုးလောက်ရှိရပါတယ်မွေးငါမှာ
အရေးလဲမကျဲဘူးเนาะအရေးလဲပြစ်တယ်အိုးပဲဦးလေးလဲပါသေးတယ်ငပြောဦးလေးလဲအများကြီးထည့်ပေးထားတဲ့အပြင်ကိုစက်သွန်ကြော်လေးတောင်ပါသေးတယ် ဒီဟာနည်းနည်းပူတော့ပါဒီတော့ဒီဘာဖြစ်အောင်ဆောင်ပြီးမှစားမယ် ဟင်းရတော့နည်းနည်းပူတယ်အဲ့တော့နည်းနည်းလေးအေးအောင်စောက်ပြီးမှစားကြမယ်เนาะဘူးတိကျော်နဲ့မှာပေးမယ်အိုးပဲဦးကြီးပါလားဘူးတိထွက်လာပြီခုဆိုရင်မွေးငါ့ကိုဘူးတိကျော်နဲ့မှားထားနောက်တစ်ပွဲကုန်သွားပါပြီအဲ့တော့နောက်တစ်ပွဲထပ်မှာကြပဲနောက်တစ်ပွဲကိုဘာနဲ့မှားမလဲဆိုတော့စဉ်းစားလိုက်အောင်သူကဟင်းရည်ဒါအေးအောင်ထိစောက်ပြီးစားတာပေါ့နော်အဲ့ဒါလည်းအဆင်ပြေရဟင်းရည်လေးလေးပဲလည်းမသွားဘူးအေးလေးကတော်တော်ကောင်းတယ်အရင်ပြပြနစ်နစ်လေးနဲ့သူ့ရဲ့ရတာအပိုလည်းမရှိလို့လည်းမရှိဘူးကိုရဲ့ဟိုကငဖယ်နဲ့ကျက်သွန်ကျော်နဲ့တပွဲကျက်သွန်ကျော်မချေပဲနဲ့အကွင်းလိုက်လေးထည့်ပေးပါကျက်သွန်ကျော်နဲ့တပွဲကျက်သွန်ကျော်မညက်ဘူးဟုတ်အကွင်းလိုက်လေးထည့်ပေးပါဟုတ်ပြီးတော့ဟိုကလေငပြောဦးရှော့ပေးနော်ရှော့ဟုတ်ရှော့ဟိုကျက်သွန်ကျော်မထည့်နဲ့ခုဆိုငဖယ်နဲ့ကျက်သွန်ကျော်နဲ့တပွဲမှားလိုက်ပါပြီငဖယ်ကိုအကွင်းလိုက်လေးထည့်ခိုင်းတာပါရဲ့ဆိုင်ရအဝေးကကြည့်တယ်ကအဲ့ဟေးဟိုအကြီးမှာအဝေးထုံးထွက်နေအဝေးရတယ်အဲ့ဟေးနာရအဲ့အားနဲ့ကဘယ်သူမဆိုစားကြည့်စိတ်ဖြစ်မှာပဲအဲ့နဲ့ဝင်စားကြည့်လိုက်တာစားကြည့်ရမှန်သွားရယ်ပေါ့နော်ဆိုင်ရတက်ရက်လည်းရှိရယ်ဝန်ထမ်းလေးရလည်းလောက်တာဂိုင်းတာရောတက်ရက်ပဲစိုက်ချင်းအကိုကြီးရတဲ့သဘောအရဟန်းကောင်းတဲ့ပြီးကိုလောက်တာဂိုင်းတာတက်ရက်ပဲအဲ့တော့ဆိုင်ရတက်ရက်တန်တန်ရှိရှိနဲ့ရှိတယ်အဝေးကကြီးစုအနေနဲ့လုံးဝစားကြည့်စိတ်ဖြစ်မှာတေးကြတယ်နှစ်ပွဲစားပြီးသွားပြီမွာသေးမခံပြအောင်ပါကဲဒါကကျက်သွန်ကျော်ဘယ်လိုခွဲမဟုတ်ညာနော်ဒါငါဖဲနေကိုဆိုင်ကပဲချက်တော့ကြာပြီရော
ခုနပကံကတော့ကုန်သွားပါပြီအခုနောက်တစ်ပကံထပ်မှာမယ်နော်ဟိုမွေးငါအီကြကွင်းနဲ့အဲ့ဆိုရင်ဟိုကတခြားပဲကြော်နေတယ်ကွယ်ဟုတ်စမ်းအီကြကွင်းနဲ့မှာအီကြကွင်းကကုန်သွားပြီ4နိုင်မှဖွင့်နေဆိုင်အီကြကွင်းကုန်သွားပြီအဲ့တော့ပဲကြော်နဲ့မှာထားပါတယ်ဒီဆိုင်ရဲ့ signature ပေါ့နော်မွေးငါကိုဒီလိုပကံလေးနဲ့ထည့်ပေးတာပုံမှန်ဆိုရင်မွေးငါကိုပကံလုံးနဲ့ပဲစားနေကြလေဒီလိုပကံနဲ့စားတော့နည်းနည်းလေး feeling လေးကတစ်မျိုးတော့ရတယ်ပကံပြားလေးနဲ့ဆိုတော့အစားတော့4ပွဲစားမယ်ဆိုပြီးလာပဲဒါပေမဲ့3ပွဲမှာနေတော်တော်ပိုက်တင်းသွားပါပြီလို့သူ့ရဲ့တပွဲရတယ်မကြည့်အများကြီးပါတာအဲ့တော့ဒါကို3ပွဲထိစားပြီးသွားပြီဆိုတော့ဒီတပွဲကိုတော့လက်လျှော့လိုက်ပါတော့မယ်သူ့ရဲ့ဒီတပွဲကလည်းပြည့်နှစ်ပြီးအများကြီးဆိုတော့ဒီတပွဲကိုတော့လက်လျှော့လိုက်ပါတော့မယ်3ပွဲမှာနေတော်တော်လေးကိုပိုက်တင်းသွားပါပြီအဲ့တော့ဘယ်လောက်ကြာလဲမသိဘူးရှင်းကြကိုကြီးရဲ့ရှင်းမယ်ဘယ်လောက်ကြာလဲဘာနဲ့စားဒါကပဲကြော်နဲ့ပြီးတော့ဘူးတိကြော်နဲ့ငဖယ်နဲ့တစ်ခုဟိုဟာမန်းလေးပဲကြော်နဲ့ကတပွဲပဲကြော်နဲ့က300ဘူးတိငဖယ်နဲ့က400 9000ဟိုမန်းကြော်နဲ့က300 1000ပြီးတော့ကျက်တုံကြော်ပါလေအော်ကျက်တုံကြော်ပါဟုတ်အဲ့ကောင်900 1000နဲ့900ဒီဥပေဦးနဲ့ဟုတ်1000နဲ့900 1000နဲ့900ဒီလိုမျိုးအကျော်တွေအများကြီးနဲ့၄ဘွဲလောက်စားတာတော့မှ1000နဲ့မှ900ပဲကျပါတယ်အရန်တန်တယ်เนาะဒီအများကြီးစားတော့ဒါတော့တော်တော်မစားနိုင်တော့လို့ရလိုက်တာ1000နဲ့900ပဲကျတယ်သူကအကျော်နဲ့ဆိုရင်ဘယ်အကျော်နဲ့ဖြစ်ဖြစ်3000မှာအလွတ်ဆိုရင်2500အဲ့ဒါကမှအိုးဘဲဦးနဲ့ငဖယ်နဲ့ဆိုလို့ရှိရင်တော့3500ပဲရှိဒီလိုတန်တဲ့ဆိုင်လေးကိုလာစားခြင်းနဲ့ဆိုရင်ဒီဆိုင်ရဲ့နေရာကတော့ဒီ SSG ဆေးရုံပေါ့နော်သူ့ရဲ့အရှိမျက်နှာချင်းဆိုင်မှာပဲရှိရဲ့ UK ဆိုရဲ့မွေးငါဆိုင်လေးပါသူကညနေ4နာရီလောက်နေပြီး9နာရီလောက်ထိဖွင့်ပါတယ်ပိတ်ရက်အနေနဲ့သူကတနင်္ဂနွေနေ့တရက်ကိုတော့ပိတ်ပါတယ်ညီမလို24နာရီမွေးငါစားခြင်းတဲ့လူတွေရှိလို့ရှိရင်မနက်ပိုင်းရောနေ့လယ်ပိုင်းရောညနေပိုင်းရောအတွက်ဆင်ပြေပါတော့ဒီဆိုင်လေးဆိုရင်ညနေပိုင်းကိုမှမွေးငါကိုကောင်းကောင်းလေးစားခြင်းတဲ့လူတွေအတွက်ဆိုရင်ဒီဆိုင်လေးကတော်တော်လေးအဆင်ပြေရလို့ပြောလို့ရမယ်ပြီးတော့ပါလာလည်းအများကြီးဆိုတော့တကယ်ကိုပေးရတဲ့ဈေးနဲ့တန်ပါတယ်၄ဘက်ကန်တော့မစားနိုင်ပေမဲ့အများကြီးပါတယ်ဒီလိုမွေးငါပွဲကို၃ဘက်ကန်ထိတော့ကောင်းအောင်စားနိုင်ခဲ့ပါတယ်ဒီမှာပါဒါပဲကြွနေတယ်။ဒါရောဒီမထဲဘူးလား။ဒီထဲရမှာပေါ့။